န်ကုန်မြို့ရဲ့မြစ်သုံးစင်းဆောင်ရာအကြီးဆုံးကွန်ဒို project ကြီးဖြစ်သည့် Emerald Riverview Luxury ကွန်ဒိုအခန်းများကို3000ကျော်မှစတင်ပြီးဒေါင်းပေးမဲ့30ရာခိုင်နှုန်း3နှစ်အထိအတိုးမဲ့အရေးကြဝယ်ယူနိုင်ပြီး New Tower အသစ် Tower 3မှာအခန်းကောင်းများကိုလူကြီးမင်းများနဲ့မိတ်ဆက်ပေးခြင်းပါတယ်ရှင်။ Emerald Luxury ကွန်ဒိုဟာဆိုရင်260ခရမ်းမြေမျိုးစားဖြစ်ပြီးမြေချိုးချပိုင်ဆိုင်ခွင့်လည်းရရှိမှာဖြစ်ပါတယ်။စုစုပေါင်း19.1 ဧကကျယ်ဝန်းပြီး project ဝင်းအတွင်းမှာ24နာရီလုံခြုံရေးလူကြီးမိဘများအတွက်အပန်းဖြေအနားယူနိုင်ပြီး Sky Garden 4 ဧကကလေးများအတွက်ကစားကွင်းများပန်းဖြန့်အခြေကြီးပါဝင်တဲ့ project ဖြစ်လို့ရွေးချယ်ဝယ်ယူဖို့အထူးသင့်လျော်သည့် Luxury Condo project ကြီးဖြစ်ပါတယ်ရှင်။မြစ်သုံးစင်းဆောင်ရာ Riverview project ဖြစ်သည့်အတွက်မြစ်သုံးစင်းဆောင်ရာမှာတိုက်ခတ်လာသောလေကောင်းလေသန့်များရှုရှိုက်ရင်ကျန်းမာရေးအတွက်အထူးကောင်းမွန်လာပြီးကမ်းခြေပိုက်ခန်းစားရစီမယ့်နေရာကောင်းတစ်ခုဖြစ်လို့အပန်းဖြေအနားယူရန်အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်ရှင်။တာဝါအမြင့်အနေဖြင့်33လအထိပါရှိပြီး International Swimming Pool လူကြီးကန်ကလေးကန်များ Sport Club ဂျင်ယုံကြီးများပါဝင်လို့ကျန်းမာရေးလိုက်စားသူများအတွက်လည်းအထူးကောင်းမွန်လာသည့် project ကြီးဖြစ်ပါတယ်ရှင်။ Emerald Riverview Tower 3အယောင်ပြပွဲကြီးတွင်3000အထိအထူးလျှော်ဈေးရရှိအောင်ပြီးအပြင် Booking Fee 300ပေးသွင်းပြီးဒေါင်းပေးမဲ့30ရာခိုင်နှုန်းနဲ့3နှစ်အထိနှစ်ရှည်အတိုးမဲ့အရေးကြဖြင့်ဝယ်ယူနိုင်ပြီးအယောင်စီစဉ်များလည်းရှိသည့်အတွက် Bami House Property နဲ့ကြိုတင်စီရင်ပေးသွင်းပြီး Furniture လက်ဆောင် Decoration လက်ဆောင်များပေးအပ်သွားမှာဖြစ်တဲ့အတွက်39 42183845 39 993 993 ကိုအခုပဲခေါ်ဆိုပြီးတော့စည်ရင်သွင်းလာရောက်လေးလာနိုင်ပါတယ်ရှင်။အခန်း room တိုက်များအနေဖြင့်1 bedroom 2 bedroom 3+1 bedroom 4 bedroom များဖြင့်ဖွဲ့စည်းတည်ဆောက်ထားပြီးအခန်းစင်းလုံးများမှာလည်း1 bedroom 3000ဝန်းကျင်2 bedroom 3000ဝန်းကျင်ဖြင့်အထူးသက်သာသောဈေးနှုန်းဖြင့်ဝယ်ယူနိုင်ပြီးတာဝါအသစ်အယောင်ဖွင့်ဝေကြီးဖြစ်ပါတယ်။အခုဗီဒီယိုတွင်1 bedroom တိုက်အခန်းပုံစံကိုပြသထားခြင်းဖြစ်ပါတယ်။ main door တကားတွင် fingerprint, cat, password နဲ့ keypad system လေးမျိုးပါဝင်ပြီး main door တကားကြီးကိုအသုံးပြုထားပါတယ်။ video intercom system လည်းပါဝင်မှာဖြစ်ပါတယ်။အခန်းတွင်းမှာလည်း Kono style, ceiling height မြင့်မြင့်နဲ့အခန်းတိုင်းပြတင်းပေါက်များပါဝင်သည့်အတွက်လေကောင်းလေသန့်နဲ့အလင်းရောင်ကောင်းကောင်းရရှိမှာဖြစ်ပါတယ်။အိမ်ခန်းနဲ့ veranda တစ်ဆက်တည်းဖြစ်သည့်အတွက် view ကောင်းရှုခင်းကောင်းများကိုလည်းနေ့စဉ်မြင်တွေ့ရမှာဖြစ်ပါတယ်။မီးဖိုချောင်အတွင်းမှာဆိုရင်လည်းအပေါ်အောက် cabinet, electric stove အညော်ဆုပ်ဆက်များပါဝင်ပြီးရေချိုးခန်းအိမ်သာတွင်လည်း toilet, basin, shower ပါဝင်သည့်အတွက်အသင့်နေထိုင်နိုင်မှာဖြစ်ပါတယ်။ Emerald Riverview Luxury Condo မှာဆိုရင်3000ကျော်မှစတင်သည့်အခန်းများကို Booking Fee 300ပေး၍ဒေါင်းပေးမဲ့30ရာခိုင်နှုန်းနဲ့3နှစ်အထိနှစ်ရှည်အရေးကြဝယ်ယူနိုင်ပြီးမြေချိုးချပိုင်ဆိုင်နိုင်မဲ့အခွင့်အရေးအပြင်မိမိစိတ်ကြိုက်အခန်းအလွှာ view များကိုလည်းရွေးချယ်နိုင်မှာမလို့ Bami House Property နဲ့အမြန်ဆုံးဆက်သွယ်ဝယ်ယူဖို့ appointment ဖုန်းနံပါတ်တွေဖြစ်တဲ့39 421833 3845 39 993 993 994ကိုကြိုတင် booking တင်ဖို့အတွက်ထပ်မံဖိတ်ခေါ်အပ်ပါတယ်ရှင်။